လောကလူဟာပညာတတ်တာမတတ်တာနဲ့လည်းမဆိုင်ဘူးချမ်းသာတာပဲလေစဉ်းစားကြည့်လေဘာပညာမှမသင်ရသေးဘူးတထိတ်အိမ်သွားမွေးရင်ဒါမချမ်းသာဘူးလားတထေးသားသမီးသွားဖြစ်ရင်ဘာပညာမှမသင်ရသေးခင်ကိုတထေးသားတော့ကြားဘူးသေးတယ်တထေးသားလေလဲရင်မွေးတဲ့နော်ဆင်းရဲသားလေလဲရင်ကြတော့မသေးခင်ပုတ်နေတာပြောတာလူတွေအဲ့လိုပြောတာချမ်းသာတဲ့လူဆိုမင်းဒီဓမ္မကောင်းတာကျမ်းပါတယ်အားပေးလိုက်သေးတာဆင်းရဲတဲ့လူလဲလို့ရှိရင်မသေးခင်ပုတ်ဒူချားတယ်လားသူတော့ပြောခံရတာနော်ဘာသာရှိတာနဲ့မရှိတာအလုံးကွာခြားတယ်ဆိုတာပြောပြတာတူတူပဲလေဘာထူးသူလေကိုလေတူတူလို့တချို့လေလူလောကမှာပိုက်ဆံရှိရမျက်နှာလိုက်ကြတာဒါတဘာဝလူတဘာဝပြောပြလူလောကကအဲ့တိုင်ပဲဘာပညာမှမတတ်နဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းမှုတ်ဝိုင်းလေနေပတ်စံမျက်နှာလေတခါတော့ဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့တခါဓမ္မတွေကချမ်းသာသွားအောင်လို့ဆိုအသက်ကြီးပြီး business class ကတင်ပေးတာပေါ့နော်တင်ပေးတဲ့အခါကျတော့အမလေးလင်းမယ်လင်းမောင်တွေကပြုံးတာပဲဘုံဘုံကကိုယ့်ကိုတတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲ့ဒီမှာလူတွေကကိုယ့်ကိုပြုံးပြတယ်ထင်တာကိုယ့်ကိုပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကဂရုစိုက်ရတော့မှလေအဲ့ဒါကိုမထင်မဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်ဟုတ်လားပိုက်ဆံပေးနိုင်ရင်ပေးနိုင်တဲ့လူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလက်တော်ကြည့်မှာမဟုတ်ဘူးအဲ့ဒါလောကကြီးမှာလူတွေကကိုယ်ပြုံးပြနေရင်အဲ့ဒါပိုက်ဆံကိုပြုံးပြတယ်လို့သာအောင်းမိတ်နော်တတ်နိုင်တဲ့လူမှပြုံးပြမှာ